မကိုကလွဲရင်ဘသူကမှကိုတွေ့မျက်ရှိနေနိုင်မှုဘာကြောင့်ပဲဖြစ်ဖြစ်ရိုးသားပါဘယ်နေရာရောက်ရောက်ကြိုးစားပါလူလေးလူများတွေများပြီသူလည်းငယ်တဲ့လောကကြီးမှာကိုကရိုးသားလိုက်ပါရှုံးနေကောင်းရှုံးနိုင်လိမ့်မယ်တဝါလုံးစားတွေလေးပြတ်တမ်းပါတယ်ရိုးသားကြိုးစားခြင်းများရှိနေတယ်အောင်မြင်မှုဆိုတာရှိနေစေပါဘာတွေ့ကြောင်းအားငယ်ဝမ်းနဲ့မနေနဲ့တရားတွေကိုမျိုးသေး